ပြားအားလုံးရဲ့အစဟာဒီမြေကြီးထဲမှာပဲရှိပါတယ်တိတ်ဆိတ်နေတဲ့ဒီမြေစီလာဟာစကားမပြောပေမဲ့သူကိုယုံကြည်ပြီးမျိုးစစ်ရှာတဲ့သူတိုင်းကိုဘယ်တော့မှလှေပြားလေးမရှိပါဘူးစိတ်ပြောရေးဆိုတာအလုပ်တစ်ခုတည်းမဟုတ်ပါဘူးဒါဟာတဘဝတရားနဲ့လူသားတို့ကြားကအလေးနဲ့ဆုံးသောဂတိကဝတ်တစ်ခုဖြစ်တယ်လို့သက်ရှိမန္တမရှင်သန်မှုအတွက်အခြေခံကြဆုံးသောအသက်သွေးကြိုးလေးဖြစ်ပါတယ်မျိုးစင်းလေးတစ်စီးကနေလူတရက်ကျော်မြင့်မားလာတဲ့အပင်ကြီးတွေဖြစ်အောင်ပြုစုရတာဟာမင်းခင်တယောက်ကသားသမီးကိုပြောထောင်ရသလိုပါပဲအခုမြင်နေရတဲ့ပြောင်းနှံလေးတွေဟာအောင်မြင်မှုရဲ့အစကနဦးတင်ကြတာတွေပေါ့နေဦးထဲမှာရွှေတစက်စက်ကြရင်ရေလောင်းပေါင်းတင်မျိုးစာကျွေးခဲ့ရတဲ့ရပောင်းများစွာရဲ့ရလက်ဟာဒီစိမ့်စုံနေတဲ့ခိတ်တန်လေးတွေမှာအပြည့်အဝပါဝင်နေပါတယ်ပြောင်းမှုရဲ့ရွှေရောင်ဆင်းဟာအလှပတွေမဟုတ်ပါဘူးသူ့ထဲမှာပါဝင်တဲ့အန်တီအောက်ဆီဒန့်တွေနဲ့ဗီတာမင်ဓာတ်တွေဟာကျမတို့ရဲ့အမြင်အာရုံတွေကိုကြည်လင်စေသလိုကိုယ်ခံအားစနစ်ကိုလည်းအခြေခံကနေမြင့်တင်ပေးပါတယ်တဘောကပေးတဲ့ဒီအားစေးဟာစားသုံးသူတွေအတွက်ဘေးကင်းပြီးစစ်မှန်တဲ့ကျန်းမာရေးအထောက်အကူပြုတဲ့အစာလေးဆေးလေးအစာတစ်မျိုးဖြစ်ပါရဲ့ရှင်ကျွန်တော်တို့ရခိုင်ပြည်မှာတော့မြေအလွတ်တိရှိတာတော့အများကြီးရှိခဲ့ပါတယ်ရှိခဲ့တဲ့နေရာမှာဟိုကမရဆိုတိုင်းထိုင်ကြည့်နေပြီးတော့မလုပ်ဘဲနေတော့ရဖို့မဟုတ်ပါလေကိုကအရင်ဆုံးအနည်းနာခံပြီးတော့စမ်းသက်ပြီးလှုပ်ကြည့်လိုက်လို့ရှိရင်ဖြစ်မြောက်လာရင်အားလုံးသူလှုပ်လို့ရတာပဲလေအခုဆိုအခန်းကြီးတစ်ခါမှဒီနေရာမှာလူတွေလည်းလှုပ်စားလည်းမမြင်ဘူးကိုယ်တိုင်လည်းမလှုပ်ခဲ့ဘူးအခုချိန်မှာလှုပ်ကြည့်လိုက်တဲ့ခါမှာဒီလိုမျိုးလေးအဆင်ပြေလာဆိုခါနောက်နေ့ဆိုလဲကိုလိုပဲမရှိတဲ့လူတိလှုပ်ရှားလို့အခွင့်အလမ်းလေးတွေရလာပေါ့ပြီးရင်နေရာဒီမှာလဲခိုင်းအခုလှုပ်တဲ့နေရာရေရငံတယ်မချို့ဘူးရေကလည်းရေငံရင်လည်းပဲဖြိုက်တယ်မဟုတ်ပါလားအရှင်းလေးမြေစီလွာကနေထရှိလာတဲ့အရာတိုင်းဟာကျမတို့အတွက်တော့စစ်မှန်တဲ့အားစေးတွေပါပဲအပင်တွေကိုဂယုဒီဇိုင်းနဲ့တန်တန်ရှင်းရှင်းပြောထောင်ရခြင်းရဲ့နောက်ဆုံးပန်းတွေဟာလူသားတွေရဲ့ရှင်သန်မှုကိုပုံမခိုင်မာစေဖို့နဲ့ဘေးကင်းတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ဖို့ပဲဖြစ်ပါတယ်ကျမတို့ရှာလိုက်တဲ့မျိုးစေ့ဟာပြောင်းဘူးပဲနဲ့မဟုတ်ပါဘူးနောင်လာမယ့်မျိုးစစ်သက်တွေအတွက်အာမခံချက်ပဲဖြစ်ပါတယ်စပြိုးရေးဟာကျမတို့အားလုံးအတွက်မကုန်ခန်းနိုင်တဲ့အရေးအမြစ်တစ်ခုဖြစ်တယ်လို့အနာဂတ်ကိုတည်ဆောက်ပေးနေတဲ့အခြေခံအုတ်မြစ်လေးဖြစ်ပါရဲ့ရှင်